ပြောတဲ့ထဲမှာဒီ ZR ဇုံမီအာမီဒီပေါ့နော်အဲ့ဒါခင်ဗျားတို့ကကျွန်တော်တို့ရဲ့ညီကူဒီအမျိုးဒီဇုံနဲ့ချင်းอ่ะခင်ဗျားတို့ကဇုံကြိုက်သလားချင်းကြိုက်သလားဆိုတာကျွန်တော်တို့အတူတကွာထိုင်ပြီးမှကျွန်တော်တို့အနာမည်ကတော့ဇုံ majority ပေါ့နော်ဇုံလက်ခံတဲ့လူများရင်တော့ဇုံနဲ့လည်းသုံးလို့ရတယ်ချင်းနဲ့လည်းသုံးလို့ရတယ်အဲ့ဒီဟာစောရကတက်ဆရာမဖြစ်တဲ့အချင်းဖြစ်တယ်ဒါပေမဲ့ ZR ရဲ့ညီကိုဒီစဉ်းစားဖို့ကအခုချိန်မှာခင်ဗျားတို့အလင်းအညာနဲ့တွန်းစာမြို့နယ်မှာဘင်းဆိုင်တယ်တိမြို့နယ်မှာဘင်းဆိုင်တယ်အဲ့ဒီဘင်းဆိုင်တာကိုအလင်းညာနဲ့စီနေရဆိုင်တယ်လို့ပြောတယ်ပြီးမှကျွန်တော်တို့ချင်းလူမျိုးအတွက်အင်ဆောက်တာဘလောက်ဒုက္ခရောက်တယ်လေတေးတစ်ခုဆောက်တာတော့မှအနိုင်အဲ့ဒါယူအတယူအင်ဆောက်တယ်ဆိုတာအခုနတ်ဆိုင်အင်မိဆူတာလုံးဝကျွန်တော်တို့ချင်းတွေကခရစ်ယာန်တွေကြားစာထဲမှာအဲ့ဒီဖျားသခင်ကပြောတယ်အဲ့ခင်ဗျားတို့အားလုံးတီးတဲ့တိုင်းပါပဲအဲ့အင်ကိုတွားမိဆူတာအကုတူရလိမ့်မယ်အဲ့ဒါတွေလုံးဝမလုံးနဲ့မိမအကြံအဖန်နဲ့ဘာလို့ပြန်လှုပ်တယ်လဲဆိုရင်တော့အလင်းအညာနဲ့ CNCC ကလှုပ်တယ်လို့ပြန်ပြောလိုက်တယ်အဲ့ဒါအရန်ရုပ်ညံ့တဲ့စကားကျွန်တော်တို့အဲ့အမျိုးလှုပ်တက်လာလှုပ်တက်တယ်ခင်ဗျားလှုပ်တက်ကျွန်တော်တို့ပူလှုပ်တက်တယ်လုံးဝမလှုပ်ဘူးကျွန်တော်တို့ကြားစာနဲ့လက်ဝက်ကတိုင်နဲ့ကျွန်တော်တို့ကနေလာဆူတောင်းချင်းနဲ့ဘူမူကြီးဆိုလိုမွန်နဲ့အင်တာဗျူးတစ်ခုမှပြောတယ်အဲ့ဒါဘယ်တော့ကလဲဆိုတော့2013စီဆူရနဲ့စာချောတာ2012အဲ့ဒီဇန်နဝါရီလလောက်မှာအင်တာဗျူးလုပ်တာကိုအခုလုပ်နေတယ်လို့အကြံဖန်နဲ့လုပ်ပြီးမှဟိုမနေ့ကအဲ့ဒီဟိုစားစကားစားနဲ့ကျွန်တော်တို့အရှင်ပြည်တယ်လို့လုပ်တာအဲ့ဒါလုံးဝအကြံဖန်အဲ့ဒါဒီမလုပ်နဲ့ပြီးမှခင်ဗျားတို့ဘင်းဆိုင်တာကိုကျွန်တော်တို့ဘင်းဆိုင်တယ်လို့ပြောတာကျွန်တော်တို့ကဘင်းဆိုင်ချင်းမူကြီးဆေဝါလို့ချင်းကျွန်တော်တို့နေတာမှာကောင်းမွန်လို့ရပြီးမှတန်းပေါင်းများစွာသောငွေရနီလန်ရှိတယ်ကျွန်တော်တို့တိလားတိတ်တိတယ်လှုပ်တတ်လားလှုပ်တတ်တယ်လှုပ်နိုင်လားလှုပ်နိုင်တယ်ဒါပေမဲ့မလှုပ်ဘူးကျွန်တော်တို့ရပုံငယ်ဘေးကနေရလေတန်းပေါင်းများစွာသောဒေါ်လာငွေရဘေးမှရတယ်ချဆတ်နဲ့ရတယ်ဆူတောင်းချင်းနဲ့ပေးတယ်စေဖို့တဖို့နဲ့ပေးတယ်အဲ့စေတနာနဲ့ပေးတယ်အဲ့ဒါကြောင့်ကျွန်တော်တို့ကတန်းစင်းတဲ့ဒေါ်လာကြီးလုပ်တယ်ဆူတောင်းချင်းနဲ့လုပ်တယ်ကျန်းစာချဲမှာဘုရားသခင်စီရင်တော့ဂျေရကုတ်မျိုးကိုဘယ်လိုကျူးလူမျိုးကတင်းနိုင်တယ်လဲဒေးဗိဒသူ့ထက်အစားပေါင်းများစွာတာတဲ့ကိုရီးယားကိုဘယ်လိုနိုင်တယ်လဲဆူတောင်းချင်းနဲ့နိုင်တယ်ဘုရားသခင်ရဲ့ကျေးဇူးတော်ကိုကြောင်းနိုင်တယ်အဲ့ဒါကျွန်တော်တို့ယုံကြည်တယ်အဲ့ဒါကြောင့်အလင်းအညာနဲ့ဘင်းဆိုင်တာမျိုးကိုကျွန်တော်တို့ဘယ်တော့မှလုံးမှာမဟုတ်ဘူးလုံးလဲလုံးမှာမဟုတ်ဘူးလုံးလဲမလုံးခဲ့ဘူးကျွန်တော်တို့စိတ်တက်လည်းမရှိဘူးပြီးမှခမည်းတော်တို့အလင်းအညာနဲ့ကြံဖာပြီးမှအဲ့ဒီတရင်မျိုးကျွန်တော်တို့လှုပ်တက်လာလှုပ်တက်တယ်ဒါပေမဲ့နောက်ဆုံးမှာအဲ့ဒါကုတူရတယ်နီလာမဟုတ်ဘူးအဲ့ဒါကျွန်တော်တို့ရဲ့ CNF ရဲ့ policy အဲ့ဒါ CNF ရဲ့ lance principle အဲ့ဒါမျိုးမလုံးနဲ့အဲ့ဒါကြောင့်ခမည်းတော်လူဒီကိုတတ်တဲ့ရွာဒီကိုမိရှုတဲ့ကျွန်တော်တို့ချင်းလူမျိုးကိုဖြစ်နေတဲ့အဲ့ဒီစကားစားနဲ့မပေါင်းနဲ့ကျွန်တော်တို့စီမလာပေါင်းပါအချင်းရှိသေးတယ်ကျွန်တော်ညီကူပဲခင်ဗျားတို့ကောင်းမွန်ဒီတင်ကခေါင်းဆောင်ကြီးဒီကာနာဆွန်ခပေါ့ကက်ပတင်မန်တူနိုအခုခိုင်ကမ်ပေါ့ဘူခိုင်ကမ်သူတို့လူမျိုးချဒီကိုဒီခင်ဗျားတို့ဒီတင်မှာတွန်းစာမှာမနေခိုင်းမဲ့ကျွန်တော်ညီကူချင်းကိုစွစောမဲ့တိုက်ခဲ့တယ်ခင်ဗျားတို့ကအဲ့အမျိုးအဖိုးဖွားဒီလောက်တာကိုစန့်ကျင်ပြပြပြီးမှမင်းအွန်လိုင်းကိုလူတက်ကိုသူရေးကောင်းပွေးချင်းမင်းတယ်အရန်ရှက်ရှာလေးကောင်းတယ်အရန်သေးတင်တဲ့စိတ်တယ်အရန်အချောင်ခုတဲ့စိတ်တယ်အဲ့ဒီကစိတ်တာကျွန်တော်တို့ချင်းစိတ်တယ်မဟုတ်ဘူးခင်ဗျားတို့လေဝကတာမှာဘာဒီတုံးတကြိတ်မှာဘာဒီတုံးတယ်လေဝကတာသိကောင်းတယ်လေဝကတာတုံးတဲ့လူတွေက cross ကိုတုံးတဲ့လူတွေကအဲ့ဒါဒီကိုအချောင်ခုတဲ့နီးလိုက်ကိုလမ်းစင်ကိုမလိုက်ရဘူးအဲ့ဒါကျွန်တော်တို့ကိုမပြည့်နဲ့တော့ကျွန်တော်တို့နဲ့လာပေါင်းပါစကားစကိုတိုက်ပါလို့ကျွန်တော်ဒီကတိုက်တွန်းလိုပါတယ်